Recap မိုင်မှာမှကြိုဆိုပါတယ်ဒီနေ့မှာတော့ After Earth လို့ခေါ်တဲ့ American ကမ္ဘာပြက်ကတ်လွန်အရှင်ရုပ်ရှင်အကြောင်းကိုရှင်းပြပေးသွားမှာပါဇလန်းအဆုံးထိပြောပြမှာမို့ကြိုတင်သတိပေးပါရစေဒီဇလန်းရဲ့အခြေခံကတော့ကမ္ဘာမြေကြီးဟာလူသားတွေနေထိုင်လို့မရတော့တဲ့အနာဂတ်ကာလကိုအခြေခံထားပါတယ်လူသားတွေဟာနေထိုင်ဖို့တခြားကြိုအသစ်တစ်ခုကိုရှာဖွေခဲ့ကြရပြီးအဲ့ဒီအချိန်မှာပဲအဖွဲ့အစည်းတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်အဲ့ဒါကတော့ United Ranger Corps Ranger တပ်ဖွဲ့ကိုတည်ထောင်ခဲ့တာပါဒီ Ranger တပ်ဖွဲ့ဟာကမ္ဘာမြေကနေလူသားတွေကိုဘေးကင်းရာရွှေ့ပြောင်းပေးဖို့ဖွဲ့စည်းထားတဲ့ကမ္ဘာလုံးဆိုင်ရာစစ်တပ်တစ်ခုဖြစ်ပါတယ်ဒီ Ranger တွေဟာလူသားမျိုးနွယ်ရဲ့အိမ်သစ်ဖြစ်လာမဲ့ Nova Prime ဂျိုဘော်ကိုဥဆောင်ခေါ်သွားခဲ့ပြီးလူသားတွေအခြေချနိုင်ခဲ့လို့ရွှေ့ပြောင်းခြင်းခရီးစဉ်ကြီးပြီးဆုံးသွားခဲ့ပါတယ်ဒါပေမဲ့ပြဿနာတစ်ခုကတော့အဲ့ဒီ Nova Prime ဂျိုဘော်မှာမူလကတည်းကနေထိုင်နေတဲ့တက်ရှိတွေရှိနေတာပါပဲဂျိုးရဲ့ဌာနေတရဝါတွေဟာလူသားအခြေချသူတွေကိုမောင်းထုတ်ဖို့အတွက် Ursus လို့ခေါ်တဲ့ကြောက်မက်ဖွယ်တာရဲတိရစ္ဆာန်ကြီးတွေကိုစေလွှတ်ခဲ့ပါတယ်ဒီ Ursus တာရဲတွေဟာနည်းပညာအရမျက်စိမမြင်ရပေမဲ့လူတွေကြောက်ရွံ့တဲ့အချိန်မှာအုံနောက်ကနေထွက်လာတဲ့ဖီရိုမုန်တက်ကိုအာယုံခံပြီးလူသားတွေကိုသိနိုင်ကြပါတယ်ဒီတရဝါတွေဟာလူသားတွေရဲ့ကြောက်စိတ်ကိုစာသားအတိုင်းအနံ့ခံပြီးတိုက်ခိုက်တာဖြစ်လို့လူသားမျိုးနွယ်ဟာတကြော့ပြန်မျိုးတုံးမဲ့အနေနဲ့ရင်ဆိုင်ခဲ့ရပါတယ်နှစ်ပေါင်း1000ကြာပြီးတဲ့နောက်မှာတော့ကမ္ဘာမြေကနေလူသားတွေကိုကယ်ထုတ်ပေးခဲ့တဲ့ရင်းကြားစစ်တီတွေဟာဒီ Ursus တာရဲတွေကိုနှိမ်နင်းနိုင်မဲ့နည်းလမ်းကိုရှာဖွေတွေ့ရှိခဲ့ပါတယ်အဓိကစစ်တေနာပဋိချုပ်ဖြစ်တဲ့ Separate ဟာကြောက်ရွံ့စိတ်မရှိဘဲရဲရဲဝံ့ဝံ့တိုက်ခိုက်နိုင်တဲ့ Ghosting ဆိုတဲ့နည်းစနစ်ကိုတီထွင်ခဲ့ပြီးတာရဲတွေသူ့ကိုအာယုံမခံနိုင်အောင်လုပ်နိုင်ခဲ့ပါတယ်ဒီနည်းဗျူဟာကိုအသုံးပြုပြီး Ranger တွေဟာ Ursus တာရဲတွေကိုနှိမ်နင်းနိုင်ခဲ့လို့ Nova Prime ဂျိုပေါ်မှာအေးအေးချမ်းချမ်းနေထိုင်ခွင့်ရခဲ့ကြပါတယ်ပြီးတော့ဇလန်းကလူငယ်တချို့စီကူးသွားပါတယ် Nova Prime ကလူသားအခြေချရာနေရာမှာRanger ဖြစ်ဖို့လေ့ကျင့်နေတဲ့လူငယ်တချို့ကိုတွေ့ရမှာပါအဲ့ဒီရည်မှန်းချက်ကြီးတဲ့လူငယ်တွေထဲမှာစစ်တေနာပဋိချုပ် Separate ရဲ့တားဖြစ်သူဖြစ်တယ်လဲပါဝင်ပါတယ်ခစ်တဲ့ရဲ့အမဖြစ်သူဆန်ရှီဟာသူ့ကို Ursus တာရဲရန်ကနေကယ်တင်ရင်အသက်ခံခဲ့ရတာမို့သူဟာ Ranger ဖြစ်အောင်နဲ့တာရဲတွေကိုပြန်တိုက်ခိုက်နိုင်ဖို့နေတိုင်းပြင်းပြင်းထန်ထန်လေ့ကျင့်နေခဲ့တာပါစစ်ဆေးကဲဖြတ်တဲ့နေ့မှာတော့တာဝန်ခံကခက်ထားကိုသူ့ရဲ့စာမှုဝဲရမှတ်တွေကောင်းမွန်ပေမဲ့လက်တွေကွင်းစင်စွမ်းဆောင်ရည်ကတော့ပုံမှန်ပဲရှိသေးတယ်လို့ပြောပါတယ်ဒါကြောင့်သူဟာ Ranger ဖြစ်ရွေးချယ်မခံခဲ့ရပါဘူးခက်ထဲကမကျေနပ်လို့ပြန်ပြောပေမဲ့တာဝန်ခံကတော့စကားဖြတ်လိုက်ပါတယ်နောက်ခန်းမှာတော့စစ်တေနာပဋိချုပ် Separate တယောက်တခြားဂျိုကိုသွားခဲ့တဲ့ခရီးစဉ်ကနေအိမ်ပြန်ရောက်လာပြီးဇနီးဖြစ်သူဖေယာနဲ့တွေ့ဆုံနှုတ်ဆက်တာကိုမြင်တွေ့ရမှာပါညဘက်ညစာစားချိန်မှာ Cypher ကခက်ထဲကိုသူ့ရဲ့လေ့ကျင့်ရေးအခြေအနေအကြောင်းမေးတဲ့အခါသူရွေးချယ်မခံရဘူးလို့ခက်ထဲကပြန်ဖြေပါတယ်အဲ့ဒီအခါ Cypher ကနောက်ထပ်ပို့ကြိုးစားဖို့ပဲပြောလိုက်တာမို့ခက်ထဲဟာစိတ်ဆိုးပြီးထမင်းစားပွဲကနေရိုင်းရိုင်းဆိုင်ဆိုင်ထားသွားခဲ့လို့ Cypher ကသူ့ကိုပြန်ထိုင်ဖို့အော်ဟစ်ငေါင်ငန်းခဲ့ပါတယ်ညစာစားပြီးနောက်မှာတော့ Cypher က Freya ကို Ranger တချို့ကိုလေ့ကျင့်ပေးဖို့အတွက် Adventure ဂျိုကိုသွားရမယ်သူ့ရဲ့နောက်ဆုံးခရီးစဉ်ဖြစ်ပြီးဒီခရီးစဉ်ပြီးရင်အနားယူတော့မယ်လို့ပြောပြပါတယ်အဲ့ဒီအခါ Freya ကခက်ထဲကိုလည်း Ranger ဖြစ်အောင်တင်ယူနိုင်ဖို့ခေါ်သွားပေးဖို့တောင်းဆိုပါတယ်သူကခက်ထဲဟာသူ့အမဆန်ရှစ်တည်ဆုံးခဲ့ရတာသူ့ကြောင့်လို့ကိုအပြစ်တင်စိတ်ဝင်နေတယ်ဆိုတာကိုလည်း Freya ကအရေးအမွတ်ပြောပြခဲ့ပါတယ်နောက်ရက်မှာတော့ Cypher နဲ့ခက်ထဲတို့ခရီးထွက်ဖို့ပြင်ဆင်ကြပါတယ်သူတို့မထွက်ခွာခင်မှာပဲတိုက်ပွဲမှာခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ရတဲ့ Ranger စစ်တီတယောက်ရောက်လာပြီး Cypher ကိုသူ့အသက်ကိုကယ်တင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်စကားပြောကမတ်တက်ရက်ပြီးအလေးပြုပါတယ်ခက်ထဲကဒါကိုအားကြတုံလို့စွာစိုက်ကြည့်နေပြီးတခြားရင်းကြားတွေသူ့အဖေပေါ်ဘယ်လောက်လေးစားကြလဲဆိုတာသဘောပေါက်သွားပါတယ်ပြီးတော့လေ့ကျင့်ရေးမှာသုံးဖို့ဖန်ဆီးထားတဲ့ Ursus တာရဲကြီးကိုလည်းတင်မောပေါ်တင်ဆောင်လာကြပါတယ်လူတိုင်းအာကာသယာဉ်ပေါ်တက်ပြီးတဲ့နောက်မှာတော့တင်မောကြီးစတင်ထွက်ခွာလာခဲ့ပါတယ်လန်ခီတဝက်မှာတော့ Cypher ကခက်ထဲကိုတခြားသူတွေလိုပဲခါပတ်ပြီးအနားယူဖို့ပြောပါတယ်ဒါပေမဲ့ခုံကထိုင်ရတာအဆင်မပြေတာကြောင့်ခက်တဲ့တယောက်အိတ်မပြောပဲ Ursus တာရဲကြီးကိုပိတ်လောင်ထားတဲ့တားမြင့်နယ်မြေဘက်ကိုရှောက်သွားမိပါတယ်အဲ့ဒီမှာ Ranger တယောက်ကသူ့ကိုဝင်ခွင့်မပြုပဲစနောက်ခဲ့ပေမဲ့တခြားရင်းကြားအုပ်စုကတော့ခက်တဲ့တယောက်သူ့အဖေလိုကြောက်ရွံ့စိတ်ကင်းရဲ့လားဆိုတာသိချင်လို့တာရဲကြီးနားကိုတွားခွင့်ပြုလိုက်ပါတယ်ဒါပေမဲ့ Ursus တာရဲကြီးကခက်တဲ့ရဲ့ကြောက်စိတ်ကိုအနံ့ခံမိပြီးဟိန်းဟောက်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲနိုးလာတဲ့ Cypher ဟာသူ့ရဲ့လက်စွပ်မှာပါတဲ့နည်းပညာကိုသုံးပြီးတင်မောရဲ့ဆွဲငင်အားကိုစစ်ဆေးရကနေမူမမှန်တာတစ်ခုခုကိုသတိပြုမိသွားပါတယ်ဒါကြောင့်သူကကုန်ပစ္စည်းတွေအားလုံးကိုအမြန်ဆုံးအသေးချာချီနှောင်ထားဖို့ရင်းကြားတွေကိုအမိန့်ပေးလိုက်ပြီးခက်ထဲလည်းသူ့ခုံမှာပြန်ထိုင်ကခါပတ်လိုက်ပါတယ်အဲ့ဒီနောက် Cypher ကပိုင်းလော့ကိုအနီးနားကအုတ်ကပြန်မုန်တိုင်းအကြောင်းမေးပါတယ်အစပိုင်းမှာပိုင်းလော့တွေကဘာမှအာရုံမခံမိပေမဲ့အချိန်ကြာလာတာနဲ့အမျှသူတို့စီကိုအပြင်းထန်လာနေတဲ့အုတ်ကပြန်မုန်တိုင်းကြီးကိုသတိပြုမိလိုက်ကြပါတယ်အုတ်ကပြန်တွေကတင်မောကိုတိုက်မိပြီးပြင်းပြင်းထန်ထန်ပျက်စီးစေခဲ့ပါတယ်Ranger တွေအားလုံးပြာရခတ်ကုန်ကြပြီးခက်တဲ့တယောက်ပဲခါပတ်ထားနိုင်ခဲ့ပါတယ်သူလည်းဘာဖြစ်တော့မလဲဆိုတာကိုကြည့်ပြီးကြောက်လန့်တကြားအသက်ရှူမြန်နေခဲ့ပါတယ် Cypher ကပိုင်းလော့တွေကိုပုံမုံထဲဖြတ်မောင်းဖို့အမိန့်ပေးခဲ့လို့သူတို့အုတ်ကပြန်မုန်တိုင်းတွေကနေလွတ်မြောက်လာနိုင်ခဲ့ပေမဲ့တင်မောကတော့အပြင်းထန်ပျက်စီးသွားပြီးဆက်မောင်းဖို့မဖြစ်နိုင်တော့ပါဘူးဒါကြောင့်လူသားတွေနေထိုင်လို့ရမယ့်အနည်းဆုံးဂျိုတစ်ခုပေါ်ကိုဆင်းသက်ဖို့ရှာဖွေကြပါတယ်အဲ့ဒီအခါပိုင်းလော့ကကဘာဂျိုကိုတွေ့ရှိသွားပါတယ် Cypher ကဆင်းသက်ဖို့တွတ်ဆုံနေပေမဲ့လူသားတွေဆုတ်ခွာသွားပြီးတဲ့နောက်ကဘာမြေဟာအန္တရာယ်ရှိဆုံးအဆင့်ကန့်သက်ကြိုဖြစ်နေတာမို့ဆင်းသက်ဖို့တွတ်ဆုံနေပေမဲ့တခြားရွေးချယ်စရာမရှိတော့ပါဘူးတင်မောကကဘာမြေမျက်နှာပြင်ပေါ်ကိုထိန်းချုပ်မရတဲ့အချိန်နဲ့ကျဆင်းလာချိန်မှာတော့ Cypher ကသူ့သားနာကိုသွားပြီးစိတ်ငြိမ်အောင်ချုံမော့ပေးပါတယ်အဲ့ဒီအချိန်မှာခေထဲကအတိတ်ကသူတို့ကို Ursus တာရဲတိုက်ခိုက်ခဲ့ပြီးအမဖြစ်သူဆန်ရှည်တည်ဆုံးခဲ့တဲ့မြင်ကွင်းကိုပြန်မြောင်လာပါတယ်ချက်ချင်းပဲတင်မောကြီးကစတင်ပျက်စီးပြီးအပိုင်းပိုင်းပြတ်ထွက်သွားခဲ့လို့ခေထဲဘေးပတ်လည်ကလူတွေအကုန်လွင့်စင်ကျသွားပါတယ်နောက်ဆုံးမှာတော့ခေထဲလည်းတတိလစ်သွားပြီးကဘာမြေပြင်ပေါ်ကိုပြစ်ကျသွားပါတော့တယ်လူသားတွေကဘာမြေကနေထွက်ခွာသွားပြီးနှစ်ပေါင်း1000ကြာမှတကြော့ပြန်ရောက်ရှိလာခြင်းမှာပဲခဏကြာမှခေထဲတတိယလာပြီး
ဘေးပတ်ပတ်လည်ကသေဆုံးနေတဲ့ရင်းကြားတွေကိုတွေ့လိုက်ရပါတယ်။သူတို့ထဲမှာသူ့အဖေလည်းပါဝင်ပြီးမြေပြင်ပေါ်မှာသတိလစ်နေတာမို့တွားဖက်လိုက်ပါတယ်။ခေတ္တရဲ့အံ့ဩမှုနဲ့အတူ Cypher သတိရလာပြီးနှုတ်ဆက်ပါတယ်။ဒါပေမဲ့သူ့ရဲ့ခြေထောက်နှစ်ဖက်စလုံးပြင်းပြင်းထန်ထန်ဒဏ်ရာရသွားတာမို့မတ်တက်ရက်ဖို့မဖြစ်နိုင်တော့ပါဘူး။ Cypher ကဘယ်နှစ်ယောက်အသက်ရှင်ကျန်သေးလဲမေးတဲ့အခါသူတို့သားဖနှစ်ယောက်ပဲအသက်ရှင်ကျန်တယ်ဆိုတာသိလိုက်ရပါတယ်။ဒါ့အပြင်သင်္ဘောရဲ့အမီးပိုင်းလည်းပြတ်ကျန်ခဲ့တာမို့ဖမ်းလာတဲ့ Ursus သားရဲကြီးဟာတခြားတနေရာမှာရှိနေနိုင်ပါတယ်။ပြတ်ကျတဲ့အရှိန်ကြောင့်သားရဲကြီးသေလောက်တယ်လို့ Cypher ကယူဆပေမဲ့ခက်ထဲကိုတော့သတိထားဖို့မှာကြားပါတယ်။ Cypher က Nova Prime ကကယ်ဆယ်ရေးအဖွဲ့ထံအချက်ပြဖို့အရေးပေါ်အချက်ပြကိရိယာကိုယူခိုင်းပေမဲ့ကိရိယာကလုံးဝပျက်စီးနေတာကြောင့်သူတို့စိတ်ပြတ်သွားကြပါတယ်။အဲ့ဒီနောက်ခက်ထဲကအလုပ်လုပ်နေသေးတဲ့ထိန်းချုပ်ရေးစင်စီကို Cypher ကိုခေါ်သွားပြီးအဲ့ဒီကနေသင်္ဘောအမီးပိုင်းမှာပါသွားတဲ့ဒုတိယအချက်ပြကိရိယာရှိမဲ့နေရာကိုရှာဖွေပါတယ်။ပုံရိပ်ရောင်ပြမြေပုံအရအဲ့ဒီဒုတိယကိရိယာဟာသူတို့ရှိနေတဲ့နေရာကနေကီလိုမီတာ100အကွာမှာကြားရောက်နေတာပါ။ဒီကိရိယာမရှိရင်သူတို့အိမ်ပြန်နိုင်မှာမဟုတ်လို့တွားယူရမှာဖြစ်ပေမဲ့ Cypher ကလမ်းမလျှောက်နိုင်ပါဘူး။ဒါကြောင့်ခက်တဲ့တယောက်ထဲတွားရမှာဖြစ်ပြီး Cypher ကကဘာပေါ်ကတရဝါတွေဟာလူသားတွေကိုတတ်ဖို့အတွက်အစဉ်ပြောင်းလဲလာကြတာမို့အန္တရာယ်ကြီးကြောင်းသတိပေးပါတယ်။ဒီခရီးကခက်တဲ့အတွက်မလွယ်ကူပေမဲ့ Cypher ကတော့ထိန်းချုပ်ရေးစင်ကနေအမြဲစောင့်ကြည့်ပေးနေမှာပါ။သူကခက်တဲ့ကိုလက်နက်လက်ပတ်ဆက်သွယ်ရေးကိရိယာနဲ့ဆေးတောင်6လုံးပေးလိုက်ပါတယ်။ဒီဆေးကအောက်ဆီဂျင်နဲ့ကမ္ဘာလေထုထဲမှာအသက်ရှူရလွယ်ကူစေတာမို့အချိန်မှန်တောက်ဖို့မှာပြီးခီးစတင်စေခဲ့ပါတယ်။ခီးစတင်တဲ့အနေနဲ့ခက်တဲ့ဟာမတ်ဆောက်တဲ့တောင်ကုန်းကိုတက်ပြီးထိပ်ကိုရောက်သွားတဲ့အခါကဘာပေါ်ကထူးဆန်းတဲ့တက်ရှိလောကကိုမြင်ပြီးအံ့ဩသွားပါတယ်။အခုဆိုကဘာမြေမှာပြင်းထန်တဲ့အပူချိန်ပြောင်းလဲမှုတွေရှိနေပြီးညဘက်ဆိုအလွန်အေးတာမို့စွမ်းအင်ကြောင့်ဖြစ်တဲ့အပူပိုင်းစုံတွေကိုညတိုင်းအမိသွားဖို့မှာရပါတယ်။အဲ့ဒီနောက် Cypher ကသူ့ခြေထောက်တန်ရာကိုစစ်ဆေးပြီးပြင်းပြင်းထန်ထန်ပျက်စီးနေတာကိုတွေ့ရပါတယ်။သူဟာအကိုက်ခဲပျောက်ဆေးတောက်လိုက်တာကြောင့်အနှဲငယ်မိန်မောသွားပါတယ်။မွန်းတဲ့ချိန်မှာခဲတဲ့တောအုပ်တစ်ခုထဲရောက်တဲ့အခါ Cypher ကမော်နီတာကနေတရဝါတကောင်လာနေတာကိုမြင်ပြီးအငြိမ်နေဖို့သတိပေးပါတယ်။ဒါပေမဲ့အဲ့ဒါကကြမ်းတမ်းတဲ့မြောက်တကောင်ဖြစ်နေတာပါ။ခေတဲ့ကကြောက်ပြီးကြောက်ခဲနဲ့ပြစ်ပေါက်လိုက်မိတာကြောင့်ညအုပ်စုလိုက်ကြီးရောက်လာပြီးသူ့နောက်ကိုလိုက်လံတိုက်ခိုက်ပါတော့တယ်။ Cypher ကစိတ်ပူပြီးလမ်းကြောင်းတွေကိုအော်ပြောပေးရပါတယ်။ခေထဲမြစ်ထဲခုန်ချလိုက်မှပဲမြောက်တွေကြံခဲ့ပါတော့တယ်။ဘေးလွတ်သွားချိန်မှာသူ့ကိုယ်မှာအစိတ်ရှိတဲ့မျှော့တကောင်ကတ်နေတာကိုတွေ့ပြီးချက်ချင်းခွာလိုက်ပေမဲ့အစိတ်ကခန္ဓာကိုယ်ထဲပြန့်နှံ့သွားပါပြီ။ခေချမျက်စိတွေမှုံဝါးလာပြီးမလှုပ်ရှားနိုင်တော့တဲ့အတွက် Cypher ကဆေးတစ်တာထဲကအစိတ်ဖြေဆေးကိုထိုးဖို့အမိန့်ပေးပါတယ်။ဆေးထိုးပြီးတာနဲ့ခေတဲ့တယောက်ချက်ချင်းသတိလစ်သွားပါတယ်။ခဏအကြာမှာတော့ Cypher ကညဘက်ရောက်လို့အပူချိန်အပြင်းထန်ကျဆင်းတော့မှာမို့ခဲပြီးမသေးချင်ရင်အပူပိုင်းစုံကိုအမြန်သွားဖို့ခက်ထဲကိုနှိုးပါတယ်။ခက်ထဲလည်းညှော့စိတ်ပြေးပြီးနိုးလာကရှေ့ဆက်ထွက်ခဲ့ပါတယ်။တစ်ဖက်မှာလည်း Cypher ကသူ့ခြေထောက်ကိုတက်တာအောင်ကိုယ်တိုင်ခွဲစိတ်ကုသနေရပြီးအချိန်သိမ့်မရတော့မှန်းသူသိနေပါတယ်။အဲ့ဒီအချိန်မှာပဲသူဟာသမီးဖြစ်သူမသေးဆုံးခင်ကမွေးနေ့ဆုတောင်းပေးခဲ့တာကိုပြန်တွေးမိနေပါတယ်။ခဏအကြာမှာခက်ထဲပထမဆုံးအပူပိုင်းစုံကိုရောက်သွားပါတယ်။သူ့ရဲ့ပစ္စည်းတွေကိုစစ်ဆေးတဲ့အခါအောက်ဆီဂျင်ဆေးပလင်း2ပလင်းကွဲသွားတာကိုတွေ့လိုက်ရပါတယ်။ဒါကပန်းတိုင်ကိုအမြန်ရောက်အောင်တွားရတော့မယ်ဆိုတဲ့သဘောပါ။ဒါကိုအဖေသိရင်ခီးစဉ်ကိုဖျက်သိမ်းခိုင်းမှာစိုးတာကြောင့်အားလုံးအဆင်ပြေတယ်လို့လိန်ပြောလိုက်ပါတယ်။ညဘက်မှာခေတဲ့က Cypher ကို Jousting နည်းဗျူဟာကိုဘယ်လိုစတင်တွေ့ရှိခဲ့တာလဲလို့မေးပါတယ်။ Cypher ကသူလေ့ကျင့်ခန်းလုပ်နေတုန်း Ursus သားရဲကြီးတစ်ကောင်ရှေ့မှာရုတ်တရက်ပေါ်လာခဲ့ကြောင်းပြောပြပါတယ်။အဲ့ဒီတုန်းကသူကြောက်ပြီးတောင်ကြီးဖြစ်သွားချိန်မှာသားရဲကသူ့ပခုံးကိုထိုးဖောက်တိုက်ခိုက်ခဲ့လို့နှစ်ကောင်စလုံး6ထဲကမြစ်ထဲပြုတ်ကျသွားခဲ့ပါတယ်။မြစ်အောက်ခြေမှာသားရဲက Cypher ရဲ့အပေါ်ကနေရေနစ်တက်ဖို့ကြိုးစားနေချိန်အဲ့ဒီအချိန်မှာ Cypher ဟာတေဘေးကိုလက်ခံလိုက်ပြီးဘာမှမကြောက်တော့တဲ့အတွက်ကြောင့်သားရဲကသူ့ကိုအာယုံမခံနိုင်တော့ပဲပျောက်ဆုံးသွားခဲ့လို့ပြန်တက်နိုင်ခဲ့တာဖြစ်ပါတယ်။ခေထဲလည်းဒီပုံမြင်ကိုနားထောင်ရင်းအိပ်ပျော်သွားပါတယ်။နောက်ရက်ခီးဆက်တဲ့အခါလန်ခီးမှာ Cypher တယောက် Ursus သားရဲရှိနေတဲ့အရေးအယောင်တွေကိုမော်နီတာကနေသတိထားမိလာပါတယ်ခေထဲကတော့ဖြတ်ကျော်ရမယ့်ရေတခွန်ကြီးတစ်ခုစီရောက်နေတာပါ။ Cypher ကပစ္စည်းတွေစစ်ခိုင်းတဲ့အခါအောက်ဆီဂျင်ဆေး2ပလင်းပဲကျန်တော့တာကိုသိသွားပြီးစိတ်ပြတ်သွားပါတယ်။ခေထဲကဒီ2ပလင်းနဲ့အရောက်သွားနိုင်တယ်လို့ပြောပေမဲ့ Cypher ကတော့ခီးစဉ်ကိုချက်ချင်းဖျက်သိမ်းဖို့အမိန့်ပေးပါတယ်။အဲ့ဒီအချိန်မှာခေထဲကအမဖြစ်သူဆန့်ရှင်းသေဆုံးခဲ့ပြီး Ursus သားရဲကသူတို့အိမ်ကိုတိုက်ခိုက်ခဲ့တဲ့နေ့ကိုပြန်မြင်အောင်လာပါတယ်။အဲ့ဒီနေ့ကလည်းအဖေဖြစ်သူကတခြားနေရာမှာတာဝန်ကျနေခဲ့တာပါ။မောင်လေးရဲ့အသက်ကိုကယ်ဖို့အတွက်ဆန့်ချာကခေထဲကိုဖန်လုံးထဲမှာဝတ်ထားပေးခဲ့လို့သားရဲကသူ့ရဲ့ကြောက်စိတ်ကိုအနက်မရခဲ့ပါဘူး။အဲ့ဒီနေ့ကခေထဲဟာအမဖြစ်သူမျက်စိရှိမှတင်အသက်ခံရတာကိုမြင်ခဲ့ရပြီးအခုထိကိုအပြစ်တင်နေတော့မှာပဲလက်ရှိမှာတော့ခေထဲဟာသူကလူကြောက်မဟုတ်ဘူးလို့အဖေဖြစ်သူကိုအော်ဟစ်ငင်းခုန်ပြီး Cypher ကသူ့ကိုစိတ်အေးထားဖို့ပြောပေမဲ့
ဒေါသအရှိန်နဲ့6ထဲကိုခုန်ချလိုက်ပါတော့တယ်သူကဝစ်စုံကိုတုံးပြီးလမ်းကြောင်းထိန်းခဲ့ပေမဲ့အောက်မရောက်ခင်မှာပဲငှက်ကြီးတစ်ကောင်ကတိုက်ခိုက်လို့ဆက်သွယ်ရေးဆက်ပျက်စီးသွားပြီးဆေးပွက်နဲ့အဆက်အသွယ်ပြတ်သွားပါတယ်ခဏအကြာမှာခဲတဲ့တယောက်ငှက်တိုက်ထဲမှာနိုးလာပြီးဘေးမှာငှက်ပေါက်စလေးတွေရှိနေပါတယ်သူထွက်ဖို့ပြင်တုံးမှာပဲကြားတစ်အုပ်စုကလာရောက်တိုက်ခိုက်ပါတော့တယ်မိခင်ငှက်ကြီးကအပေါ်ကနေခုခံနေပြီးခေထဲကလည်းအထဲကနေကြားတစ်တကောင်ကိုပြန်တိုက်ခိုက်ပါတယ်တိုက်ပွဲအပြီးမှာတော့ငှက်ကလေးတွေအကုန်တေဆုံးသွားတာမို့မိခင်ငှက်ကြီးဝမ်းနဲ့ပူဆွေးနေတော့ခေထဲအမြန်ထွက်ပြေးခဲ့ပါတယ်တစ်ဖက်မှာတော့ Cypher ကဂျိုဒူကနေတားဖြစ်သူကိုရှာဖွေနေရင်တစ်ပင်မှာထိုးဆိုင်ခံထားရတဲ့ရင်းကြား2ယောက်ရဲ့အလောင်းကိုတွေ့လိုက်ရပါတယ်စနစ်အရအဲ့ဒီနားမှာ Ursa တားရဲကြီးရှိနေတာပါဒါကိုမသိတဲ့ခေထဲကတော့ညဘက်မှာကိုတစ်ခုတည်းအနားယူနေပါတယ်အဖေဖြစ်သူရဲ့လမ်းညွှန်မှုမပါတော့တာမို့သူကမှတ်ညံကိုပဲအတုံးချပြီးဂူနယ်ရံပေါ်မှာမြေပုံဆွဲကလမ်းကြောင်းရှာရပါတယ်နောက်ရက်မနက်မှာခီးဆက်ပေမဲ့မနေ့ကငှက်ကြီးကသူ့နောက်ကိုတကောက်ကောက်လိုက်နေပါတယ်မုန်းတဲ့ချိန်မှာအသက်ရှူရခက်လာလို့နောက်ဆုံးကျတဲ့အောက်ဆီဂျင်ဆေးကိုတောက်လိုက်ပြီးခီးမြန်ရောက်အောင်တစ်လုံးတွေနဲ့ဖောင်းဖွဲ့ပြီးရေလမ်းကနေဆက်သွားပါတယ်အိပ်ပျော်သွားရင်အမဖြစ်သူကပန်းတိုင်နာရောက်တော့မယ်လို့လာပြောတဲ့အိမ်မက်မက်ပါတယ်သူနိုးလာပြီးအပူချိန်အပြင်းထန်မကျဆင်းခင်လေးမှာအပူပိုင်းစုံကိုလိုက်ရှာပေမဲ့အဖေမပါလို့ရှာမတွေ့ပါဘူးအပူချိန်ကလုံးဝအေးခဲသွားပြီးခက်ထဲလဲမြေပြင်ပေါ်မှာတတိလစ်လဲကျသွားချိန်မှာတစုံတစ်ခုကသူ့ကိုနှွေးထွေးပေးကင်းတဲ့နေရာတစ်ခုစီဆွဲခေါ်သွားပါတယ်ခက်ထဲနောက်ရက်မနက်မှာနိုးလာတော့မှငှက်ကြီးကသူ့ကိုတည့်ရွက်တွေနဲ့အုပ်ပြီးကဲတင်ထားမှန်းသိလိုက်ရပါတယ်သူကသူ့ငှက်ကလေးတွေလိုသဘောထားပြီးကဲခဲ့တာပါခေထဲကငှက်ကြီးကိုကျေးဇူးတင်ပေမဲ့ငှက်ကြီးကတေဆုံးသွားခဲ့ပါပြီအချိန်မရှိတာမို့ရှေ့ဆက်သွားရင်းနဲ့နောက်ဆုံးမှာတော့တင်မောအမီးပိုင်းကိုတွေ့ရှိသွားပါတယ်သူအောက်ဆီဂျင်ဆေးဘူးကိုရှာတွေ့ပြီးချက်ချင်းတောက်လိုက်လို့အင်အားပြန်ပြည့်လာပါတယ်ဒါပေမဲ့ရှိရမယ့်နေရာမှာ Ursa တားရဲကြီးမရှိတော့တာကိုသတိပြုမိသွားပါတယ်ခေထဲကအချက်ပြကိရိယာကိုယူပြီးအမီးပိုင်းကစနစ်ကနေ Cypher နဲ့ဆက်သွယ်ပါတယ်ဒဏ်ရာတွေကြောင့်မတေယုံတမဲဖြစ်နေတဲ့ Cypher လည်းတားဖြစ်သူအသက်ရှင်နေတာမြင်လို့ဝမ်းသာသွားပါတယ်ဒါပေမဲ့ဆက်ချို့ယွမှုကြောင့်ခေထဲဘက်ကအဖေ့တန်ကိုမကြားရပါဘူးအချက်ပြကိရိယာကိုသုံးပေမဲ့လေထုနှောက်ယှက်မှုကြောင့်အချက်ပြလိုင်းမတက်ပါဘူး Cypher ကတခြားနေရာကနေစူးစမ်းဖို့အော်ပြောပေမဲ့ခေထဲကမကြားရလို့စိတ်ပြက်နေပါတယ်ခဏနေတော့ခေထဲကအနားကမီးတောင်ကိုမြင်ပြီးမီးတောင်ထိပ်ပေါ်တက်ပြီးအချက်ပြဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့မကြခင်မှာပဲလွတ်မြောက်နေတဲ့ Ursa တားရဲကြီးကခေထဲရဲ့ကြောက်စိတ်ကိုအနံ့ခံမိပြီးနောက်ကလိုက်လာပါတော့တဲ့ Cypher ကဒါကိုမော်နီတာကနေမြင်ပြီးစိတ်ပူနေပါတယ်ခေထဲလဲတားရဲကြီးလိုက်လာတာသိလို့အတင်းထွက်ပြေးရပါတယ်တားရဲကတိုက်ခိုက်ပေမဲ့ရေထဲခုန်ချပြီးတောင်ပေါ်တက်ကတီတီလေးလွတ်မြောက်ခဲ့ပါတယ်ချက်ချင်းပဲအပူချိန်ကရုတ်တရက်ကျဆင်းပြီးအေးခဲလာတာကြောင့်ခေထဲတယောက်မြေပြင်ပေါ်လဲကျသွားပါတယ်အဲ့ဒီအချိန်မှာပဲဆေးရုံတင်ထားရတဲ့ Cypher လဲဒဏ်ရာတွေကြောင့်သတိလစ်သွားပါတယ်Ursa တားရဲကြီးကခေထဲအနားကိုကပ်လာချိန်မှာသူကအဖေဖြစ်သူရဲ့စကားတွေကိုပြန်ကြားယောင်လာပါတယ်ကြောက်ရွံ့မှုဆိုတာအစစ်အမှန်မဟုတ်ပဲကိုယ်စိတ်ကူးထဲမှာပဲရှိတာဆိုတာကိုသဘောပေါက်သွားပါတယ်ချက်ချင်းပဲခေထဲကစိတ်ကိုလျှော့ချပြီးကြောက်စိတ်ကိုဖျောက်လိုက်တာကြောင့်တားရဲကြီးဟာသူ့ကိုအာယုံမခံနိုင်တော့ပဲဘေးကနေကြော့ဖြတ်သွားပါတယ်သူဟာ Gausting နီးဗျူဟာကိုအောင်မြင်စွာတက်မြောက်သွားတာပါရရှိလာတဲ့တတိနဲ့အတူခေထဲဟာတားရဲကြီးကိုအလွယ်တကူပဲတက်ဖြတ်နိုင်ခဲ့ပါတယ်ပြီးတော့မီးတောင်ထိပ်ကနေကယ်ဆယ်ရေးအဖွဲ့စီကိုအချက်ပြလိုင်းလွှတ်လိုက်ပါတယ်နောက်ခန်းမှာတော့ခေထဲဟာကယ်ဆယ်ရေးတင်မောပေါ်ရောက်နေပြီးလူတိုင်းကသူ့ကိုလေးစားစွာကြည့်နေကြပါတယ်ဆိုက်ဖို့လဲဒဏ်ရာတွေကိုကုသနေရပါတယ်ဒဏ်ရာတွေကိုကုသနေရတဲ့ Cypher ကတားဖြစ်သူကိုမြင်တဲ့အခါလူတွေကိုတွဲထုခိုင်းပြီးရင်းကြားစစ်တီစစ်တယောက်လိုခေထဲကိုအလေးပြုပါတယ်အဲ့ဒီနောက်တားအဖ2ယောက်ဖက်လဲတကင်းဖြစ်သွားကြပြီးအာကာသယဉ်ကြီး Nova Prime ဂျိုစီဦးတီထွက်ခွာရင်